ပဲမင်္ဂလာပါ Home Electronic ကနေကြိုဆိုပါရစေဒီနေ့မှာတော့ကျမတို့ရောက်လာတော့မယ့်နေရာဒီမှာကိုယ့်အိမ်မှာရှိပြီးသား air cooler တွေမှာအစင်နဲ့အသုံးပြုလို့ရအောင်ဘာတွေကြိုပြီးတော့ပြင်ဆင်ထားတဲ့လဲဘာတွေပြုလုပ်ထားရမလဲဆိုတာလေးကိုဒီဗီဒီယိုလေးမှာမျှဝေပေးတော့မှာဖြစ်ပါတယ်ပထမဆုံးအနေနဲ့ကတော့ကျမတို့ air cooler တွေကရိုးရိုး AC air cooler ပဲဖြစ်ဖြစ် AC DC ပဲဖြစ်ဖြစ်အရင်ဆုံးပြုလုပ်ရမှာကတော့ဒီရဲ့နောက်ကျောဘက်မှာရှိတဲ့ဒီ filter လို့ခေါ်တဲ့ပြောင်းအောင်စကားတွေကိုတန်ရှင်းလုပ်ရမယ့်အပိုင်းပဲဖြစ်ပါတယ်ဒီပြောင်းစကားတွေကဆိုလို့ရှိရင်သူကအရေးတောက်လျှောက်ဖြတ်စည်းခြင်းနေရတဲ့အတွက်ရင်းညှိတက်တာတွေမှုတွေကက်နေရတွေရှိနေနိုင်တယ်ဒါကြောင့်မလို့သူ့ကိုဖြုတ်ပြီးတော့အရန်မပြင်းနဲ့ရေပန်းလေးနဲ့ရေဆေးပေးရလိုက်ရမယ်ပြီးရင်အချောက်ခံပြီးတော့ပြန်ထည့်ပြီးတော့အသုံးပြုလို့ရပါတယ်နောက်ထပ်တစ်ပိုင်းကတော့အတွင်းရေကန်မှာအညစ်အကြေးတွေနဲ့တခြားသောနှုံးအနေနဲ့တွေကက်နေနိုင်ပါတယ်ဒါကြောင့်မလို့ဒီရေကန်ကအသေးဆိုလို့ရှိရင်လည်းနောက်ကဖစ်တာကိုဖြုတ်ပြီးတာနဲ့အထဲမှာဆေးကြောပြီးတော့ရေထုတ်ပေါက်ကနေထုတ်လိုက်လို့ရတယ်အရှင်ဆိုရင်တော့အားလုံးဖြုတ်ပြီးတော့အထဲမှာတန်ရှင်းလုပ်ပြီးတော့မှပြန်ထည့်သုံးလို့ရပါတယ်အဲ့တော့ဒီနှစ်ပိုင်းရှိမယ်ဒါကတော့ရိုးရိုး AC air cooler မှာပဲဖြစ်ဖြစ် AC DC မှာပဲဖြစ်ဖြစ်ဒီနှစ်ပိုင်းကိုပြုလုပ်ရမယ် AC DC air cooler ဆိုရင်တော့နောက်ထပ်ပြုလုပ်ရမယ့်တစ်ပိုင်းရှိပါသေးတယ်ဒါကတော့ battery ကိုmaintenance လုပ်တယ်ဆိုတာထက်အပြင်သွင်းတဲ့အချိန်ကိုအချိန်အပြည့်အဝယူပြီးတော့အသွင်းထားဖို့လိုပါတယ်ဒါမှသာပြန်သုံးတဲ့အချိန်မှာပုံမှန်လေပတ်တဲ့အချိန်မှာပို့ပြီးတော့အားခံနေပုံမှန်တိုင်းအသုံးပြုလို့ရမှာဖြစ်ပါတယ်ကဲဒါဆိုရင်တော့အခုပြပြပေးခဲ့တာလေးတွေကိုပြုလုပ်လိုက်လို့ရှိရင်မိတ်ဆွေတို့အတွက် air cooler တွေပြန်လဲအသုံးပြုကြတဲ့အခါမှာပို့ပြီးတော့အဆင်ပြေသားကြလိမ့်မယ်လို့မျှော်လင့်ပါတယ်ဒီလိုမျိုးဘာကြောင့်ပြုလုပ်ရလဲဆိုလို့ရှိရင်ရေကန်တွေကိုတန်ရှင်းမလုပ်တဲ့အချိန်မှာရေမော်တာရဲ့ဘေးမှာဒီနှုံးအနေနဲ့တွေပိတ်ပြီးတော့ရေပန်းပြတ်တာမျိုးဖြစ်နိုင်တယ်ပြီးတော့ battery ဆိုလို့ရှိရင်လည်းအခုလိုမျိုးပြန်ပြီးတော့အပြည့်သွင်းထားတာမျိုးမလုပ်ဘူးဆိုရင်ချက်ချင်းပြန်ပြီးတော့သုံးတဲ့အချိန်မှာဒီဘက်ထရီကကြကြမခံတာမျိုးတွေဖြစ်နိုင်ပါတယ်နောက်ထပ်တစ်ခုကပြောင်းစကားမှာဆိုလို့ရှိရင်လည်းအနံဆိုးထွက်တာတွေတို့ပြီးတော့မှုတွေကတ်တာတွေတို့ဖြစ်နိုင်ပါတယ်ဒါကြောင့်အခုလိုမျိုးလေးတွေပြုလုပ်ခိုင်းတာဖြစ်ပါတယ်အခုလိုမျိုးဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုခဲ့တဲ့အတွက်လည်းကျေးဇူးအများကြီးတင်ပါတယ်နောက်ထပ်လည်းဒီလိုမျိုး electronic ပစ္စည်းတွေနဲ့ပတ်သက်တဲ့အကြောင်းအရာတွေကိုသိရှိချင်နေဆိုရင်တော့ Home Electronic ရဲ့ Facebook page YouTube နဲ့ TikTok channel တွေမှာဝင်ရောက်ပြီးတော့ကြည့်ရှုနိုင်ပါတယ်ရှင်